အိန္ဒိယနိုင်ငံဆိုတာကမ္ဘာပေါ်မှာလူဦးရေအထူးထပ်ဆုံးဖြစ်တယ်လို့ရှေးဟောင်းအစဉ်အလာနဲ့ခေတ်သစ်နည်းပညာတွေထူးဆန်းစွာထွင်တွဲနေတဲ့နိုင်ငံကြီးတစ်နိုင်ငံပါဒီနိုင်ငံအကြောင်းကိုစဉ်းစားလိုက်ရင်အယောင်သွေးစုံနေမှုနဲ့အံ့ဩစရာကောင်းတဲ့ကွဲပြားခြားနားမှုတွေကအရင်ဆုံးပြင်းပြအောင်လာစေမှာဖြစ်ပါတယ်ပထဝီဝင်အနေအထားအရကြည့်မယ်ဆိုရင်မြောက်ဖက်မှာကမ္ဘာအမြင့်ဆုံးဟိမဝန္တာတောင်တန်းကြီးတွေရဲ့စီးနှင်းတွေကိုတွေ့ရမှာဖြစ်တယ်လို့တောင်ဘက်ပိုင်းမှာတော့အပူပိုင်းကမ်းခြေတွေနဲ့အုံတော်တွေကိုမြင်တွေ့ရမှာပါနိုင်ငံတနိုင်ငံတည်းမှာတင်ရာသီဥတုနဲ့မြင်မျက်နှာသွင်းပြင်ကဒီလောက်အထိကွာခြားလွန်းတာဟာတကယ်ကိုစိတ်ဝင်စားစရာပါအဲ့ဒီလိုပဲဘာသာစကားအမျိုးအမည်ပေါင်းယာနဲ့ချီရှိပြီးတပြည်နယ်နဲ့တပြည်နယ်စကားပြောပုံချင်းတွေမကပဲဝတ်စားဆင်ရင်ပုံနဲ့စားတောက်ပုံတွေကပါနိုင်ငံခြားကိုရောက်သွားတယ်လို့မျိုးတိတိတာတာကွဲပြားနေတတ်ပါတယ်။တမိုင်းဝင်အဆောက်အုံတွေအကြောင်းပြောမယ်ဆိုရင်တော့ကမ္ဘာအံဖွယ်တစ်ခုဖြစ်တဲ့ Taj Mahal ဂူဘီမာကြီးကိုခြံထားလို့မရပါဘူး။အဖြူရောင်စက်ကျင်ကြောက်သားတွေနဲ့တိဆောက်ထားတဲ့ဒီအဆောက်အုံကြီးဟာအချစ်ရဲ့တင်ဂီတအဖြစ်ကမ္ဘာကျော်တယ်လို့အိန္ဒိယရဲ့လက်မှုပညာအဆင့်အတန်းမြင့်မားမှုကိုလည်းပြသနေပါတယ်။ဒါပေမဲ့အိန္ဒိယဟာတမိုင်းဟောင်းတွေထဲမှာပဲမြင့်မိုးနေတဲ့နိုင်ငံတော့မဟုတ်ပါဘူး။ဒီနေ့ခေတ်မှာ IT နည်းပညာနဲ့အာကာသသုတေသနခန္ဓာတွေမှာကမ္ဘာထိပ်တန်းအဆင့်ကိုရောက်ရှိနေပြီးကမ္ဘာကျော်ကုမ္ပဏီကြီးတွေရဲ့အကြီးအကဲတော်တော်များများဟာအိန္ဒိယနွယ်ဖွားတွေဖြစ်နေတာကလည်းသူတို့ရဲ့ပညာရေးနဲ့လူသားအရင်းမြစ်တောင်းတမှုကိုသက်သေပြနေတာပါအစားအစာယဉ်ကျေးမှုကလည်းအိန္ဒိယကိုဆွဲမစေတဲ့အချက်တစ်ချက်ပါမွေးပြက်လာတဲ့ဟင်းခတ်အမွေးအကြိုင်တွေငံပြားနဲ့ဟင်းအနှစ်တွေရဲ့အရာသာဟာကမ္ဘာတဝန်းမှာလူကြိုက်အများဆုံးအစားအစာတွေထဲမှာပါဝင်ပါတယ်အထူးသဖြင့်တက်တက်လွတ်စားတောက်မှုပုံစံကိုအမှုပညာတစ်ခုလိုမျိုးအမျိုးစုံအောင်ချက်ပြုတ်စားတောက်တတ်တာဟာသူတို့ရဲ့ထူးခြားချက်တစ်ခုပေါ့ဒါအပြင်ဘောလိဝုဒ်လို့ခေါ်တဲ့ရုပ်ရှင်လုပ်ငန်းဟာလည်းတစ်နှစ်ကိုရုပ်ရှင်ကားပေါင်းထောင်ချီထုတ်လုပ်ပြီးကမ္ဘာပရိသတ်ကိုသချင်းတွေအကတွေနဲ့ဖျော်ဖြေနေတာဟာအိန္ဒိယရဲ့ပျော်ပြောင်းတဲ့အင်အား soft power တစ်ခုပဲဖြစ်ပါတယ်ဘာသာရေးနဲ့ဝိညာဉ်ရေးရာပိုင်းမှာလည်းအိန္ဒိယဟာဗုဒ္ဓဘာသာဟိန္ဒူဘာသာဂျင်းဘာသာနဲ့စစ်ဘာသာတို့စတင်မြပြခံရနေရဖြစ်တဲ့အတွက်ကမ္ဘာတဝန်းကလူတွေဟာစိတ်ငြိမ်းချမ်းမှုနဲ့တရားဓမ္မရှာဖွေဖို့ဒီနိုင်ငံကိုလာရောက်ကြပါတယ်အနှစ်ချုပ်ရရင်တော့အိန္ဒိယဆိုတာရှီဟောင်းနဲ့ခေတ်သစ်စီးရဲမှုနဲ့ချမ်းသာမှုငြိမ်းသက်မှုနဲ့စူးညံမှုတွေဟာတပြိုင်နက်တည်းရိုးရှက်တည်ရှိနေတဲ့အတွက်တစ်ခါရောက်ဖို့ရုံနဲ့မိရစရာမရှိအောင်ဆွေးမစရာကောင်းတဲ့နိုင်ငံကြီးတစ်နိုင်ငံပဲဖြစ်ပါတယ်ကျွန်တော်ကတော့ကိုတပ်ပါနောက်ထပ်ဗဟုသုတတွေနဲ့ပြန်လာခဲ့ပါဦးမယ်ကျွန်တော်အကောင့်ကို follow လုပ်ထားဖို့မမိနိုင်ဘူးเนาะ